အားလုံးပဲမင်္ဂလာပါဒီခုနေ့ကပြောထားတဲ့စကားတစ်ခုရှိတယ် YouTube ကဗီဒီယိုတွေစကားပဲဖြစ်ဖြစ်တရှင်းပဲဖြစ်ဖြစ်တရားပဲဖြစ်ဖြစ်ကိုကြိုက်တဲ့တရှင်းစကားတရားကိုကြိုက်တာတွေကိုအလွယ်တကူဒေါင်းလို့ရမယ်နီးပေါ့အဲ့ဒေါင်းလို့ရမယ်နီးကဒီအရင်ကတော့ကျုပ်မိတ်တို့အပေါင်းကျုပ်မိတ်တို့ဝိုင်တူမိတ်တို့နောက်ပြီးတော့ Save from .net တို့ကဒေါင်းလို့ရတယ်အခုနောက်ပိုင်းကျတော့ဒေါင်းလို့မရတော့ဘူးဒေါင်းလို့မရတော့အရှုပ်ဟာတွေကျတော့ကိုဖုန်းထဲမှာရှိနေစေခြင်းနဲ့အင်တာနက်လိုင်းမရတဲ့ခါမှာပဲဖြစ်ဖြစ်ကိုယ့် data တွေကိုအကုန်ခန်းမှာဆိုလိုပဲဖြစ်ဖြစ်ပြန်ပြီးတော့လိုင်းဖွင့်ပြီးတော့မသုံးချင်မနဲ့လွယ်တကူကြည့်လို့ရအောင်ဆိုရင်ကိုယ်ဖုန်းထဲမှာစိတ်ထားမှရမှာအဲကြတော့စိတ်ထားမှရမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်နည်းနဲ့ဒေါင်းလို့ရမလဲဆိုရင်ဒေါင်းလို့ရမယ့်နည်းကတော်တော်ကြီးကိုစင်မပြေတော့ရှာလို့မရတော့ဘူးအဲ့ဒီခါမှာမိမိကနေပြီးတော့လိုချင်တဲ့အတွက်ကြောင့်လိုက်ရှာရင်းနဲ့ဒီစနစ်တစ်ခုတွေ့တယ်ပေါ့လေအဲ့ဒီအရာတွေကိုYouTube ကဒေါင်းပြီးတော့ကိုယ်ဖုန်းထဲမှာအများတိုင်းကြအောင်ရမယ်နီးစနစ်လေးကိုပြောပြပါမယ်နီးစနစ်ကိုတည်တံ့စနစ်တကျလေ့လာထားမှာမဟုတ်တဲ့အတွက်ကြောင့်သူများရဲ့လို့တော့စနစ်တကျမလုပ်တတ်ပါဘူးလုပ်တတ်တယ်လို့လေးလုပ်ပြပြီးတော့အားလုံးမိမိတို့လည်းပဲလိုချင်တဲ့တရှင်းစကားဘူးတရားတွေလည်းပဲမိမိတို့ဖုန်းထဲမှာစိတ်ထားနေအောင်ပြပါမယ်ပထမဆုံးဘာလို့ရမလဲဆိုလို့ရှိရင်မိမိတို့ရဲ့ဖုန်းထဲကနေပြီးတော့ဘာကိုဖွင့်ရမလဲဆိုရင် YouTube ကိုဖွင့်ရမှာဖြစ်ပါတယ် YouTube ကိုဖွင့်မယ်နော်အဲ့မှာ YouTube ကိုဖွင့်မယ်ဒီမှာဥပမာထားပါတော့ဒီမှာ YouTube ဖွင့်လိုက်ပြီအဲ့တော့ဖွင့်လိုက်တဲ့အခါမှာဒီအောက်မှာဒီမှာတော့မြန်မာလိုရေးထားတာဖြစ်တဲ့အတွက်ကြောင့်မျှဝေရန်တဲ့မျှဝေရန်ဆိုတာက share တဲ့ခလုတ်လေးဖြစ်ပါတယ်အဲ့ဒီ share တဲ့ခလုတ်လေးကိုနှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါမှာအင်္ဂလိပ်စာဆိုရင်တော့ဒီမှာမိတ်လူကူရန်ဒီသူ့ရဲ့ဒီဗီဒီယိုဖိုင်လေးရဲ့ဒီဟာပေါ့ link ကိုပေါ့မိတ်လူကူကမှာမိတ်လူကူလိုက်မယ်ဒီမှာမိတ်လူကူရန်ဆိုရင်လည်းမိတ်လူကူလိုက်မယ် copy link လို့ပေါ့အင်္ဂလိပ်ဆိုရင် copy link ပေါ့နော်မိတ်တူကူးလိုက်ပြီမိတ်တူကူးပြီးရင်ဘာလုပ်မလဲဆိုရင်အဲ့ဒီကနေပြီးတော့ဒီလိုသွားမလဲဆိုရင်ဒီမှာ Chrome browser ကိုသွားပါ Chrome browser ကိုသွားပြီးတဲ့အခါမှာဒီမှာသူ့ရဲ့ရှားမဲ့ဟာရှိတယ်ဒီမှာအထိတ်ဆုံးမှာ SSVID CC ဆိုလို့ရှိတယ်အဲ့တော့သွားလိုက်အဲ့ဒီမှာသွားလိုက်လို့ရှိရင်ဒီမှာပထမဆုံးမှာ SSVID CC တဲ့နှိပ်လိုက်အဲ့တော့နှိပ်လိုက်ပါဒါကတော့ဒီမိမိ iPad ကမကောင်းတဲ့အတွက်ကြောင့်ဒီလောက်ဒီကိုသွားမယ်လို့မှတ်ထားလိုက်ပါနော်ဒီသွားမှတ်ထားဓာတ်ပုံလေးပြအောင်မယ်အဲ့မှာဒီမှာ SSVID ဆိုတာတွေ့တဲ့အခါမှာကျတော့ဒီမှာအပေါ်မှာခုနပြောတဲ့ copy ကူးလာတဲ့ copy link ဆိုတဲ့နေရာလေးကိုဒီထဲမှာနှိပ်လိုက်လို့ရှိရင်ထည့်လိုက်လို့ရှိရင်ဒီပုံစံလေးရပါတယ်ပထမဒီလိုပုံစံလေးပြမှာပါ YouTube ထဲမှာဒီထဲမှာသွားမယ်ပြီးရင် SSVID CC တွေကိုသွားမယ်ပြီးလို့ရှိရင်ဒီလိုကွက်လေးတွေ့လိုက်တဲ့အခါမှာနှိပ်လိုက်ပါpaste လုပ်လိုက်ပါ copy ကူးထားတဲ့ link လေးကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်သူကဘာလာမလဲဆိုတော့ဒီမှာဒီအတန်းလေးက100ပြည့်အောင်သွားနေတာ100ပြည့်သွားပြီဆိုလို့ရှိရင်ဘာသွားမလဲဆိုရင်ခုနကဒီ100ပြည့်ပြီဆိုရင် download ဆိုပြီးသွားလိုက်ပြီနှိပ်လိုက်မယ်နော် download ဆိုပြီးနှိပ်လိုက်ပြီဆိုလို့ရှိရင် download ဆိုပြီးနှိပ်လိုက်ပြီဆိုရင်ဘာထပ်ပြမယ်ဆိုရင်ဒီမှာအောက်မှာ save ဆိုတာနှိပ်လိုက် save ဆိုတာပေါ်လာမယ်ပေါ်လာရင်နှိပ်လိုက်ပါနှိပ်လိုက်ပြီးလို့ရှိရင်ဘာဖြစ်မလဲဒီမှာကိုဖုန်းထဲက drive ထဲကိုကူးရမှာဖြစ်တဲ့အတွက်ကြောင့် drive လို့ဆိုတာလာပြတယ်အဲ drive ဆိုတော့ file နဲ့သွားမနှိပ်နဲ့ drive ဆိုတာနှိပ်ပါ drive ဆိုတာနှိပ်ပြီးလို့ရှိရင် save ဆိုတာနှိပ်လိုက်ပါ
စစ်ဆောင်နှိပ်ပြီးလို့ရှိရင်ဘာဖြစ်မလဲဒီမှာ download ဆွဲနေပြီဒီမှာနော်မြင်ရနော် download ဆွဲနေတာလေး download ဆွဲရတယ်မြင်ရပါတယ်အဲ download ဆွဲနေပြီ download ဆွဲလို့ပြည့်သွားပြီဆိုရင်သူဘာပြမလဲဆိုရင် open ဆိုပြမယ်ပွင့်သွားပြီနော်ပွင့်သွားပြီ open ဆိုပြမယ် open ဆိုပြပြီးပြီဆိုရင်ဒါ download ဆွဲပြီးသွားပြီ download ဆွဲပြီးတော့ ਨੇ ကိုယ့်ရဲ့ဖုန်းထဲကိုမရောက်သေးဘူးဒီ open လေးကိုဆက်နှိပ်လိုက် open လေးကိုဆက်လိုက်လို့ရှိရင်ဒီပုံစံလေးလာမယ်ဒီပုံစံလေးဒီမှာ video is still being processed ဒါလေးပြမယ်အဲ့ဒီကိုပြတဲ့အခါမှာဒီထိတ်မှာစက်လေး30ရှိတယ်အဲ့စက်လေး30ကိုနှိပ်လိုက်စက်လေး30နှိပ်လို့ရှိရင်ပြရတော့လို့ဆိုရင်ဒီမှာ download ဆိုရတွေ့တယ်အဲ့ဒါဆက်နှိပ်လိုက်အဲ့လိုဆက်နှိပ်လိုက်လို့ရှိရင်ဘာလာမလဲဆိုရင်ဒီမှာ download ဆိုရလာပြီ download ဆွဲနေတာဒါလေးပြီးသွားပြီဆိုလို့ရှိရင်ဒီဖုန်းထဲကိုအလွယ်တကူကျန်းနေခဲ့ရဖြစ်ပါတယ်ဒီဖုန်းထဲမှာအချိန်မီနားထောင်ရတယ်ကြည့်လို့ရတယ်ပေါ့နော်ဒါ YouTube ကနေပြီးတော့ဗီဒီယိုဖိုင်ကိုမိမိဖုန်းထဲမှာ download ရနိုင်အောင်ကျန်းနေအောင်ဒါနဲ့နေစနစ်ဖြစ်ပါတယ်ဒါကြောင့်မိမိတို့လုပ်ကြည့်ပါအဆင်ပြေတယ်ဆိုရင်ဒါကျင့်နိုင်ရပါတယ်ပြီးလို့ရှိရင်တခြားလူတွေလည်းသိအောင် share ပေးကြပါမှန်လေးပေးကြပါပြီးရင်အလဲလေးတွေပြတော့ကြပါကျေးဇူးတင်ပါတယ်နော်